တော်ကြရှိရောက်ကြီးကမြောက်စာများပေးလိုက်အောင်ကျိုးကျိုးဆရာသူရဲ့ကိုယ်ရောက်ချင်းပြောရရှာချွေဝေးရှာပေးလိုက်အောင်ဒီမြောက်ကြီးပဲဟုတ်ပါလားတော်ရပြရရှာဘုံမြလာအောင်ဟုတ်ပါလားဒီမောင်ပြရရှာဝေးစားစားပါပိတ်တယ်ကြောမှန်လားဝေးဖောဖောပိတ်တယ်ကြောမှန်လားတိတ်လိုက်တကားအဒီမို့ကိုရောက်နိုင်တယ်ပြီဒီမှာလုံးကြပါဒီမှာအိမ်နဲ့မြောက်ကြီးကဲအရှင်မလေးနဲ့အားလုံးနဲ့သက်ဆိုင်တယ်မျက်စိပြောက်တာတဲ့နော်စီရီစနေရှုပ်ပတ်ဆိုင်လူကြီးတိတ်တာကိန်းကဆိုင်ရနာကိုတိတ်တာကိန်းကဆိုင်ရနာကိုမြောင်းမှာတော့သူချင်းချင်းတို့ရောက်ချင်းနဲ့ပြောဆိုင်ရနော်အမေရဲ့တော့အမေတီကဲဆက်လိုက်ကြပါဦးဒီလိုမျိုးကြီးရောက်တော့ဟိုပင်ဒီပင်ဒူဟာအားလုံးကြီးစားတွေကတထောင်ဟိုပင်ဒီပင်ဒူဟာလို့ရောက်ကြီးနေတော့ဟိုပင်ဒီပင်ဒူဟာလို့ကြီးစားတွေကတထောင်ဟိုပင်ဒီပင်ဒူဟာလို့စနေတော့ဝင်နေပြီဟိုပင်ဒီပင်ဒူဟာလို့ရောက်ကြီးနေတော့ဟိုပင်ဒီပင်ဒူဟာလို့ရောက်ကြီးပင်အောင်ကျအဲ့ဒါတပွဲလုံးပါဗျာရသမျှပတ်စံတွေအိမ်ထဲထည့်ထားတာယူသွားပါအကုန်လုံးနောက်ကလဲတာနော်နောက်ကလဲတာသမုတ်တရားရဲ့ပင်လေဗျ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 ာတရားကိုရအောင်ခိုးလက်တရားရအောင်ခိုးမိယာမမြောက်ဝေဝါမြောက်ချင်းပြီးပြောရဝေဝါမြောက်ချင်းပြီးပြောရကိန်းနာသူကိန်းနာမှာကိန်းနာသူကိန်းနာမှာမြောက်ချင်းလေးပြောရတောင်ကြီးရှင်မြောက်ကြီးပေးရမယ်ဆိုင်းဆရာ3ရက်လုံးရတော့တာနဲ့ကြည့်ရှင်ရတယ်ကြာရဲပါဆိုင်းပြန်မျက်နှာငယ်ဖို့တော့ကောင်းတယ်ကုတ်ရက်လုံးပတ်စံဘလို့ထိုးထက်တာပတ်စံဘလို့ထိုးထက်တာမြောက်တိုက်ကမှဆိုလို့ပုတ်ပါကြည့်နေအပေါ်ရန်လေးတွေပဲလိုက်ပါအောက်ကတစ်ပေါင်းနဲ့နေရှိအစာပါဗျာအစာပါဗျာဆောင်းညမင်းကမြောက်ကြီးအိမ်တွင်းဆိုင်မြောက်ကြီးရောက်ကတည်တယ်ရောက်တယ်နော်ရောက်တယ်နော်လူခင်နေတော့မလိုက်နဲ့တော့ရောက်ပါကလေးလဲတယ်ညပြောနေတယ်နောက်မှလေးချက်မြောက်တယ်ရတော့မစားတော့မစားနော်ချစ်လို့ကျွေးတာရောက်တာ
ဟောမြင်တယ်လေအိမ်နှွေးစင်ကနေကြည့်နေတာယောက်ျားမြင်တယ်တိတ်ကူးလေးတဲ့မြင်တယ်အိမ်မလေးတဲ့မြင်တယ်ကျွန်တော်တို့ကြောင့်ရဲ့ ဟေးနာရွှေဆောင်ကိုချိုးလွင်ဒီကရေလုံးသားတွေဖိကင်းရအောင်ဆောင်းရှုပ်နေရှင်တောင်းရင်ငပြောဆုံးရင်အုံးပါကြမ်းမင်းရှင်ခေါ်ဘူးသာမှတ်ပါလို့ရဲပဲတောင်းရင်ငပြောဆုံးရင်အုံးပါကြမ်းမင်းရှင်ခေါ်ဘူးသာမှတ်ပါလို့ရဲပဲစီလုံးကြစီလုံးမိရောက်တာဒီကတကယ်တော့ရှင်စီလုံး
မူပါဖျားရွာသားကျော်စိုင်းတော်ကဘုံတိုက်လို့ပေးကြပါစို့အ
အမြယူတော်မူကြပါကုန်လားသာဓုပါဗျာဝိဇ္ဇာရှတောင်ဆရာပေါင်းယသိရှတောင်ဆရာပေါင်းဗရာဝိဇ္ဇာအင်းဝိဇ္ဇာမနာဝိဇ္ဇာသေဝိဇ္ဇာမဟဲတိဝိဇ္ဇာတိဋ္ဌိဝိဇ္ဇာဝိဇ္ဇာရှတောင်ဆရာပေါင်းယသိရှတောင်ဆရာပေါင်းပေါက်ဆရာ64တပါးမကြံဖဘဘအာဖဘဝင်းကောင်ဆိုင်ကျေကိုရာရှင်တိဆရာရငါးမြာငါးဘရရကောင်းတော်ပါဖရာဥဒိပြထားလို့ဒီနေ့ဒီရက်ဒီချိန်ဒီကဒီနာယီဒီသက်ကံကစတရားတစ်ပါးသောဘိုးတော်များ62ပါးသောဘိုးတော်များတရားဌာနဘုံဌာနကယာဟုသမီးယာဟုသား2ယောက်ဥဒိပြထားလို့9နှစ်နံဘွား8ရက်သားသမီးကတရားဌာနဘုံဌာနကသားတွေသမီးတွေကဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုအစွတ်တို့ကိုအမြယူတော်မူကြပါကုန်လားသာဓုပါပဲနတ်တော်တဲ့တရားမင်းကြီးပါဖရာ30ကျော်9မဲနတ်တော်တဲ့တရားမင်းကြီးပါဖရာတရားဌာနဘုံဌာနကအတွင်း39မဲပြင်39မဲအရန်39မဲတရား30ပါးသောနတ်မြတ်နတ်ကောင်းနာပေါင်းတို့သည်သားတွေသမီးတွေလှူတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုအစွတ်တို့ကိုအားလုံးအမြယူတော်မူကြပါကုန်လားသာဓုပါဗျာအားလုံးပြုသမီးဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုအစွတ်ကိုတရားတစ်ပါးသောနောက်လိုက်ဖို့ပါစနေမြင်းတိန်ကလိမ့်ကလက်မကြံရအောင်သိလိုက်ပါမြင်လိုက်ပါကြားလိုက်ပါဗျာသားတွေသမီးတွေအကုန်လုံးကအဖေတို့အမေတို့အဖိုးတို့အဖွားတို့ကိုရေစက်မြတ်သုံးချနေပါတဲ့တရားဌာနဘုံဌာနကတာရုခေါ်တော်ကအတွင်း39မဲအပြင်39မဲအရန်39မဲတရားတစ်ပါးသောနတ်မြတ်နတ်ကောင်းတာအပေါင်းတို့တခင်လာတော့ပြည့်ကြုံပါပါတယ်ဖရာအကုန်လုံးအတွက်သိလိုက်ပါမြင်လိုက်ပါကြားလိုက်ပါဗျာအားလုံးအမြယူတော်မူကြပါကုန်လားသာဓုပါဖရာယောအဝင်း39မိနစ်110ပါးသောနတ်ကြီးရှင်သခင်ပေါင်းတို့နဲ့ရိုးရာဆိုင်နတ်တွေဝတ္တာရှင်သခင်ပေါင်းတို့ပါဖရာကျွန်တော်မျိုးတို့ပြစ်ဖိတ်ထားပါသော3ရက်တာကဏ္ဍတော်မင်္ဂလာအောင်ပါပြီဖရာတို့ပါသောကြောင့်ဆံရနန်းများတို့ပြန်လဲကြွားမြဲ၍ချွေးတော်သိကိုးခေါ်တော်မူကြပါဖရာရှင်ပေါင်းလဲဆရာတိုင်းနှမ်းများတို့ပြန်လည်ကြောက်တော်မူပါဖရာမိမိတို့ဘွယ်တော်ပြရဲညပြန်လဲတိမ်မစီရွှေကဆိုလေးညာကဟောက်တာတဲ့မိဘာမှချရွှေကမင်းရဲ့ရွှေပြန်လောင်းလို့တောင်းစုကချွေဓမ္မပြ
အောင်ပါစေသူနဲ့ချွေတပြေလူခဝေချွေရလောင်းလို့တောင်းဆိုပါချွေဘာမေအမိပြုတဲ့လူအားလုံးကြမ်းပါချမ်းသာစေလူလူအားလုံးကြမ်းပါချမ်းသာစေအောင်ပါစေဒီလူခဝေးစေသူနဲ့ချွေချွေရလောင်းလို့တောင်းဆိုပန်းချွေလူတော်မှာလူတမ်းမဲ့အောင်ပါစေနေရာရဲ့လက်ထက်တဲ့လူတွေအောင်ပါစေသဘောတော်မှာလူတမ်းမဲ့လူကနာကြတဲ့လူတွေအောင်ပါစေချွေရလောင်းလို့လေတောင်းပြတဲ့တော်ပြည်ရတာပဲ Hey!